ကဘရမပေးတဲ့တွေမနေ့ကတင်ထားရနော်ဒီမှာကြည့်စက်ပြရည်ပဲဟုတ်လားတုတ်တယ်အပေါ်ခုံတုတ်တယ်အပေါ်ခုံတုတ်ပြီးရင်ဖျောင်းတင်မယ်ဖျောင်းမဝါစီခြင်းလို့စီရစားကျွန်တော်တို့တုံးနေမတန်းချီဖျောင်းထွက်ကောင်တန်းချီချိုးစီတုတ်တော့လဲစက်ပြရည်ပဲနော်ဒီမှာစက်ပြရည်ပဲအဲ့တော့ဖျောင်းမဝါအောင်စက်ပြသုံးတယ်ဆိုတဲ့ဟာကိုမလုတ်ဘဲနဲ့မလုတ်ကြည့်ဘဲနဲ့ရန်တမ်းပြီးပြောတာမဟုတ်ဘူးเนาะဘယ်တော့မှလက်တွေ့ကိုလက်တွေ့သုံးနေတဲ့ဟာကိုပြောပြဟုတ်လားခုနကဖျောင်းထွက်တာလည်းမြင်ရနော်ချောချူချူပဲထွက်တယ်နောက်ပြီးလို့ရှိရင်ဖျောင်းလေးပြန်တုတ်တဲ့ခွာတဲ့ခါကျတော့လှီးတဲ့ခါကျလို့ရှိရင်လည်းချောချူချူပဲဖြစ်တယ်အဲ့တော့ဒါဒီစက်ပြသုံးတဲ့နီလန်သုံးလို့ရပါတယ်စက်ပြသုံးတာစက်ပြလုံးတွေကိုရေစိမ်ထားရေစိမ်ထားရောပြည့်ပြည့်စီစီရမယ်အဲ့ဒါကိုရေထပ်ထိုးပြီးတော့ခက်မပြည့်မကျခက်ချဲချဲလေးမပြည့်မကျဘူးခက်ချဲချဲလေးပြီးအဲ့ဒါကိုစီနည်းနည်းပဲပါလီယန်လေးပဲထည့်ပြီးအဲ့ဖြော်ပြီးသုံးအဲ့ဒါအဆင်ပြေတယ်အဲ့ဒါကိုပြောဦးမယ်အဲ့ဒါကိုတဲ့ဝါတဲ့ဟာကိုဗာထည့်ရမလဲဆိုတော့တချို့ comment တွေတွေ့ပါတယ်သူများကဗလိန်းတာမဟုတ်ဘူးเนาะကြည်စေးထည့်ရမယ်ဆိုပြီးတော့ပြောတာမဟုတ်ပါဘူးကြည်စေးမထည့်ရပါဘူးကြည်စေးကတက်ပါမကြည်စေးက3နိုင်တော့ကောင်းတယ်3နိုင်တော့ကောင်းတယ်ဒါပေမဲ့ကြည်စေးဆိုတော့ရှိတယ်ဒါပေမဲ့အခုနောက်ပိုင်းအမြင့်ဖျောင်းတွေမှာကြည်စေးမသုံးနဲ့ခံရရင်ဖျောင်းခုံတော်တော်များများကျွန်တော်တို့ကစားအမြင့်ဖျောင်းတွေသုံးရင်ကြည်စေးမသုံးဘူးကြည်စေးမသုံးဘူးဘာလို့အမြင့်ဖျောင်းတွေမှာ58တွေမှာဆိုလို့ရှိရင်တော့ဖျောင်းအသားဟိုကကြည်ကြည်လေးလေးရှိရတော့မသုံးတော့ဘူးเนาะဒါမှန်တာပြောပြတာကြည်စေးမသုံးတော့ပဲလာမေးတဲ့သူကကြည်စေးသုံးလိုက်ပါလားဆိုပြီးတော့ဒါပြောရမယ်ဆိုရင်အချွန်လေးပေါ့ဗျာအဲ့လိုနောက်တော့ထပ်ပြောအဲ့မှာ comment တစ်ခုတွေ့တယ်ဘာလဲဆိုရှင်ဒီဇယ်လိုဟာမျိုးကိုသုံးခိုင်းတာတွေ့မလုပ်ပါနဲ့နော်တခါထပ်ပြောဦးမယ်ဟိုရှေ့မှာတော့လည်းကျွန်တော်အဲ့အားနဲ့ပတ်သက်ပြီးတင်ပေးခဲ့ဘူးလေဒီဖျောင်းလုပ်ငန်းမှာဒီဇယ်ဓာတ်ဆီကိုဖျောင်းလုပ်ငန်းမှာဘယ်တော့မှထည့်သုံးလို့မရပါအဲ့ဒါကိုလည်းသူတော့မတွေ့မကြုံဘူးပဲပြောတာမဟုတ်ဘူးစမ်းဘူးလေလက်တွေ့စမ်းဘူးလေကာလာတွေဖြိုးတဲ့နေရာမှာဒီဇယ်သုံးမှုတယ်ဖျောင်းချောစီလုပ်တဲ့နေရာမှာဒီဇယ်သုံးမှုတယ်ဖျောင်းတွေပျက်စီးလို့အဲ့အကြောင်းမလုပ်နဲ့လို့ပြောတာစက်ပြသုံးအဆင်ပြေရမယ်အမကန်နဲ့ဘရုံကဖျောင်းတဲ့လုပ်ငန်းอ่ะเนาะဤပညာတွေမျှဝေပေးနေတယ် like and share လုပ်ကြเนาะโอเคကျေးဇူးပဲ